ကျေးတော်ရှင်ဆရာတော်ရှင်မြတ်ကြီးများယနေ့ညသာသနာတော်နှစ်2566နှစ်ကောဇာတက္ကရာ1384ခုနှစ်ပြာဆိုလပြည့်ကျော်14ရက်2023ခုနှစ်ဇန်နဝါရီလ19ရက်ကြာသပတေးနေ့ညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောရန်ကုန်မြို့နေဦးစီတူအောင်ဒေါက်တာအေးနန္ဒာဝင်းတာဖုံးထက်မြတ်သမီးထိတ်ထားစီသူမိသားစုမရယာမြို့နေဥဘောဒေါခင်မြင့်ရွှေပင်စက်ချက်နိုးစီနှင့်ကဝိပန်းအိမ်မိသားစုဖာမြို့နေမိခင်ကြီးဒေါ်အေးရှင်ခဒေါ်ကျဲနယ်ဦးစောစိန်ဒေါ်နန်းမမပိုးမိသားစုမိခင်ကြီးဒေါ်ရင်ရင်မေအားအမှုထား၍မတနာရင်ဤ54နှစ်ပြည့်မွေးနေ့တရားလူဥကျော်သူဒေါ်နန်းဝဝါစောသမီးမနဒီဝင်းဝါသမီးငယ်မယွန်းရွှေဦးတာမောင်ရန်ဖုံးကျော်မိသားစုရန်ကုန်မြို့နေကိုဇော်မျိုးမဆုမြတ်မောင်ဂေါတမီတင်ကနိုင်မိသားစုဥဇော်မင်းဒေါခင်စန္ဒာအောင်မိသားစုတို့မှစုပေါင်းစင်ရင်ကျင်းပပြုလို့အပ်သောအွန်လိုင်းဓမ္မသဘင်နှင့်ဆက်လင်း၍ကျေးတော်ရှင်ပေါမောက္ခချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားချီးမြှင့်ပေးသနာတော်မူပါယံဘုရားပြည့်တော်ခြေတော်သောဥက္ခ၍ယိုသေးစွာလျှောက်ထားအပ်ပါသည်ဗျာ1384ခုနှစ်ပြာသူလဝိကျော်14ရက်2023ခုနှစ်ဇန်နဝါရီလ19ရက်ဇာသပရိနေ့၌အွန်လိုင်းမှာဟောကြားအပ်သောမြတ်ဗုဒ္ဓနှင့်နာလန္ဒတထေကြီးဥပါလိတို့အကြောင်းတရားဒေသနာတော်အိန္ဒိယနိုင်ငံမှာနာလန္ဒမြို့ဆိုတာဒီရာဇဂုမြို့နဲ့တမိုင်းအကွာမှာရှိတယ်တမိုင်းဆိုတော့ရှေးဘုံရသတ်မှတ်ချက်နဲ့ပြောရင်10မိုင်လောက်တယုဇနာအကွာရှိတယ်မိုင်နဲ့ပြောမယ်ဆိုလို့ရှိရင်တော့10မိုင်လောက်ရှိတယ်ပေါ့နော်နာလန္ဒဆိုတာမြို့ဒီကနေ့မှာနာလန္ဒတက္ကသိုလ်ဆိုပြီးတော့ထင်ရှားနေတယ်အဲ့ဒါရှင်သာရိပုတ္တရာတို့ရဲ့မွေးရမြေကနာလကလို့ခေါ်တဲ့နာလန္ဒမဟုတ်ဘူးဒီနာလန္ဒနဲ့ရှင်သာရိပုတ္တရာတို့မွေးရမြေနဲ့ရောထွေးနေကြတယ်အဲ့တော့နာလန္ဒဆိုတာကတစ်ခုနာလကဆိုတာတစ်ခုရှင်သာရိပုတ္တရာရှင်မောကလန်တို့ရဲ့မွေးရမြေကနာလကအခုဥပလိတထေကြီးနေတဲ့မြို့ကနာလန္ဒအဲ့ဒီနာလန္ဒမြို့ကတထေကြီးဥပလိနဲ့မြတ်ဗုဒ္ဓတို့ရဲ့ဆုံတွေ့မှုပထမဆုံးအကြိမ်ဆုံတွေ့မှုနဲ့ပတ်သက်ပြီးတော့မှတ်တမ်းတင်ထားတဲ့သုတ်တမ်းတစ်ခုရှိတယ်အဲ့ဒီသုတ်ကိုဥပလိသုတ်လို့ပဲခေါ်တယ်ဒါကြောင့်မို့မြတ်ဗုဒ္ဓနဲ့နာလန္ဒတထေကြီးဥပလိတွေ့ကြပုံနဲ့ပတ်သက်ပြီးတော့ပြောမယ်အဲ့တော့ဥပလိဆိုတဲ့တထေကြီးကနာလန္ဒမြို့မှာနေတော့လည်းပဲဘုရားဘာသာဝင်မဟုတ်ဘူးတဲ့ချင်းဘာသာဝင်ချင်းဆိုတာနိကန္ဒနန္ဒဗုဒ္ဓရဲ့တပည့်ဥပဒကချင်းဘာသာဝင်ဘာသာကြပေါ့ဘုရားကိုကြီးညို့ကိုးကွယ်သူမဟုတ်ဘူးဘုရားခေတ်ကဘုရားကိုကြီးညို့ကိုးကွယ်မှုမရှိတဲ့ချင်းဘာသာဝင်တွေမှာထိတ်တန်းတပြည့်ကြီးထိတ်တန်းဥပဒကကြီး3ယောက်ရှိတယ်အခုနာလန္ဒာကဥပလိဟာချင်းဖျားမဟာဝီရရဲ့ထိတ်တန်းတပြည့်တစ်ခုတူဖြစ်တယ်နောက်ဝေသာလိကတိဟသေနာပတိဆိုတဲ့
စွတ်သူကြီးကလည်းချင်းဘာသာဝင်သူလည်းပဲထစ်ပေါ်ကြော်ကြတဲ့ချင်းဘာသာဝင်တပည့်တူဖြစ်တယ်နောက်တစ်ခါမြတ်စွာဘုရားရဲ့စာတိတက္ကတိုင်းကတက္ကတိုင်းကကပိတောမြို့မှာနေတဲ့ဝပ္ပဆိုတဲ့တာဂဝေမင်းသားအဲ့ဒီဝပ္ပဆိုတဲ့တာဂဝေမင်းကလည်းပဲချင်းဘာသာကိုကိုးကွယ်တာအဲ့တော့ထင်ရှားတဲ့ချင်းဘာသာဝင်နဲ့မှာအလွန်ထင်ရှားတဲ့ပုဂ္ဂိုလ်ကြီး၃ဦးရှိတယ်ပေါ့အဲ့ပုဂ္ဂိုလ်ကြီး၃ဦးထဲမှာအခုဒီနေ့ညနာယုမတမှာတော့နာလန္ဒကဥပါလိအကြောင်းမြတ်ဗုဒ္ဓနဲ့တွေ့ဆုံဖို့အဲ့ဒါကိုမတကြဘူးအဲ့တော့ဒီတရားကတည့်ရထဲတော့မပြီးဘူး2ရက်လောက်တော့ဟောဒီသုတ်တန်ကရှိတယ်တဲ့အဲ့တော့သုတ်တန်ရဲ့ဏိဒံအနေနဲ့ပြောမယ်ဆိုရင်မြတ်စွာဘုရားကနာလန္ဒမြို့မှာကြွားရောက်ပြီးတော့ပါဝါရိကတထေးရဲ့တည့်ရဥယျာဉ်အကြောင်းမှာတရင်သုံးနေတဲ့အချိန်အဲ့ဒီနာလန္ဒမြို့မှာအခြေဆိုင်နေတာကချိန်ဖယမဟာဝီရပိဋကစာပေမှာတော့နိခန္ဓနာတဗုဒ္ဓလို့ခေါ်တယ်နိခန္ဓနာတဗုဒ္ဓဘုရားစာပေကနာတဗုဒ္ဓလို့သုံးပြီးမယ်လို့သူတို့စာပေမှာတော့ဝဒ္ဓမာနမဟာဝီရလို့သုံးတယ်မြတ်စွာဘုရားတဲ့အနည်းငယ်ကြီးတဲ့တတုရတုလောက်ပေါ့နည်းနည်းကြီးတယ်သူကဘုရားနဲ့တခိထဲပေါ်တဲ့ပုဂ္ဂိုလ်အဲ့တော့ချိန်မှသာဝင်တွေကပိုင်ဆိုင်မှုအလုံးကိုစွန့်လွတ်ထားတာဖြစ်သည့်အတွက်ကြောင့်ချိန်ဖျားချိန်ကောင်းဆောင်ချိန်ဘာသာဝင်ခေါင်းဆောင်မဟာဝိရအဝတ်မို့ဘူးနော်အဝတ်မရှိဘူးဒီကဲတုံးလုံးနေတာဒါသူ့အကျင့်အနေနဲ့သူကတုံးလုံးနေတာခဏထီအောင်ချိန်ဖုံးကြီးတွေဟာဝလက်စလက်နဲ့တွေ့ရတယ်အိန္ဒိယနိုင်ငံမှာခဏထီအောင်ရှိဒီချိန်ဘာသာချိန်ဆိုတာစိနာကလားစိနာကိုအိန္ဒိယတန်နဲ့ခေါ်တော့ချိနာဆိုတဲ့မဟာဝီရနိကန္ဒနာတဗုဒ္ဓကိုကိုးကွယ်တဲ့တပည့်တွေကြတော့ချိုင်းနာလို့ခေါ်တယ်အဲ့ချိုင်းနာကနေပြီးတော့ဗမာတွေကဖတ်တဲ့အခါချိန်လို့ဖတ်တော့ချိန်ပါတာချိန်ဖရလို့အဲ့လိုဖြစ်တယ်စိနာသူတို့ကိုသူတို့စိနာလို့ကြမွတ်တတ်တယ်အောင်နိုင်သူဘာကိုအောင်နိုင်တော့ဆိုရင်သူတို့ကလောဘကိုသူတို့အောင်တယ်ဒါကြောင့်မို့သူတို့မှပိုင်ဆိုင်မှုဘာတစ်ခုမှမရှိဘူးမိမွေးတိုင်းဖာမွေးတိုင်းနိုင်နေတယ်နော်အပရိကဟဆိုဘာကိုမှသူတို့ပိုင်ဆိုင်မှုမထားဘူးအဝတ်တော့မဟုတ်ဘူးနော်ပိုင်ဆိုင်မှုဆိုအဝတ်လည်းမရှိဘူးစားစရာဥခွက်ပကံလည်းမရှိဘူးတပိတ်လည်းမရှိဘူးခွက်လည်းမရှိဘူးအဝတ်လည်းမဟုတ်ဘူးစားစရာထဲဖို့ခွက်တောင်မရှိဘူးတရောင်းသားမှာခွက်ရှိသေးတယ်သူကမရှိဘူးတရောင်းသားအဝတ်လည်းရှိတယ်လာပြီးတော့သမင်းလာပေးရင်ထဲစရာခွက်လည်းရှိတယ်တရောင်းသားကနည်းနည်းချမ်းသာသေးတယ်သူတို့ကတော့အဲ့ဒီခွက်လည်းမရှိဘူးအဝတ်လည်းမရှိဘူးဘာမှမရှိတာသူတို့ချင့်စရာအလုံးကိုစွန့်လွတ်လိုက်တယ်အလုံးကိုစွန့်လွတ်ပြီးတော့အပရိက္ခတဲ့ဘာကူမှမပိုင်ရဘူးချိန်ဖုံးကြီးအဖြစ်ဝဲမဲ့ဆိုရင်ဘာကူမှမပိုင်ရဘူးအလုံးစွန့်နိုင်ရမယ်အဝတ်တော်မဟုတ်ဘူးတကားရကမတွေကစားစရာလာပေးလို့ရှိရင်လက်နဲ့ပဲခံယူတယ်လက်နဲ့ပဲခံယူတယ်သူ့လက်ထဲကိုထဲရတယ်လက်ထဲထဲလိုက်ဇက်ထဲတော့လိုက်အဲ့လိုစားတာသူမှခွင့်မပါဘူးပြီးတဲ့ခါကျတော့လက်ဆေးပြီးတော့လက်တော့ဘွားတွေပါလေရှိတာမဟုတ်တော့တင်ပါပဲတုတ်လိုက်တာအဝတ်ကလည်းမရှိဘူးလေ
အဲ့လိုနေတာဒါသူတို့တော့ဒါတကယ်ချိုးချံတဲ့အကျင့်ဒါဟုတ်လဲကြည်ညိုတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ဘယ်ပုဂ္ဂိုလ်တွေကကြည်ညိုတော့ဆိုကုံတဲ့ပွဲစားတွေကကြည်ညိုတယ်သူတို့လည်းဆွမ်းနေလာကတ်တယ်ဆွမ်းလောင်းညတယ်ဆွမ်းလောင်းရင်ခွက်နဲ့ပါနဲ့ယူလာပြီးတော့လက်ထဲမှာစောင့်ထည့်ပေးရတယ်ထည့်တယ်ခွက်မရှိဘူးပြီးတဲ့အခါလက်ထဲကိုရေလောင်းပေးအဲ့လက်ခုတ်ထဲရောက်တဲ့ရေကိုတောက်ပြီးရင်တုတ်เสียမပါတော့ကိုတည်းမှာကိုတောက်ပေါ့လက်တော့ဘွားပေးရင်တော့သုံးမှာပေါ့လေအဲ့ဒါလို့ချိုးချံနဲ့ဘာကမှမပိုင်ဆိုင်မှုဆိုတဲ့အကျင့်ကိုကျင့်တာအဲ့ဒီအကျင့်ကိုကျင့်တဲ့နိခန္ဓနတ္တဗုဒ္ဓလို့ခေါ်တယ်မဟာဝီရပုဂ္ဂိုလ်ကလည်းပဲအဲ့နာလန္ဒမှာတရင်သုံးတယ်သူ့เจ้าမှာတရင်သုံးတယ်ခဏိခေတ်မှာလည်းပဲဗုဒ္ဓဌာနတွေနဲ့ချိန်ဘုံကြီးเจ้าတွေကအများတန်းတွဲနေတယ်တွဲနေတာတွေများတယ်အဲ့တော့မြတ်စွာဘုရားနဲ့ဆုံးတဲ့ဒါပေမဲ့လူချင်းတစ်ခါမှမတွေ့ဘူးတဲ့မတွေ့ဘူးချိန်ကောင်းဆောင်နဲ့မြတ်စွာဘုရားနဲ့ဆုံးမိမယ်ကိုကတစ်မျိုးတည်းမှာရောက်ရှိနေကြတယ်မြတ်စွာဘုရားကဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ပါဝရိကဆိုတာပါဝရဆိုတာစာရီပေါ့ခုခေတ်လိုပြောပါဆိုအပေါ်ယုံအဝတ်တပည့်တို့ခြုံတယ်တို့ရှောဆောင်တို့ဘာလို့နေမှာပေါ့အဲ့ဒါတွေကိုရောင်းပြီးတော့အသက်မွေးတဲ့ပုဂ္ဂိုလ်ပါဝရိကလို့ခေါ်တယ်ခြုံဆောင်ရောင်းတဲ့ပုဂ္ဂိုလ်ခြုံတယ်ရောင်းတဲ့ပုဂ္ဂိုလ်အဲ့ဒီတထေးကြီးကသူ့ရဲ့တဲ့ဥယျာဉ်ကိုမြတ်စွာဘုရားလာတဲ့အခါမှာတရင်သုံးဖို့ဆိုပြီးတော့ဆောက်ဥတွေဆောက်ပြီးတော့မြတ်စွာဘုရားတရင်သုံးဖို့လှူထားတာအဲ့ဒီခေတ်ကအိန္ဒိယနိုင်ငံမှာတရေချံနေရပေါ်ပုံရတယ်အိန္ဒိယကနေ့ထိတဲ့တရေချံနေရှိတယ်အမ္ဘဝနာဆိုတာတရေချံကိုပြောတာအမ္ဘပါဠိဆိုတဲ့အမျိုးသမီးကလည်းပဲတရေသူ့ကိုယ်ပိုင်တရေချံကြီးရှိတယ်အဲ့ဒါကိုအမ္ဘပါဠိရဲ့တရေဥယျာဉ်ကျောင်းလို့ဒီလိုခေါ်တယ်နောက်ဆရာကြီးကရဲ့လည်းတရေချံကြီးပိုင်တယ်စီဝကအမ္ဘဝနာစီဝကံဘဝနာလို့ခေါ်တယ်အမ္ဘဝနာတရေချံတရေဥယျာဉ်အခုပါဝရိကတထေးကြီးကလည်းသူ့မှာတရေချံကြီးရှိတယ်ဒါကြောင့်သူ့တော့ပါဝရိကပါအမ္ဘဝနာအဝရိကအမ္ဘဝနာအဲ့တော့မြတ်စွာဘုရားကရာဇဂုမြို့ကနေခီးထွက်တိုင်းနလန္ဒရောက်တာကိုခန့်ရာဇဂုမြို့ကထွက်လာပြီဆိုရင်အဲ့ဒီဘက်ကိုရောက်လာတဲ့အခါကျတော့အဲ့ဒီပါဝရိကတထေးကြီးကလှူထားတဲ့တရေဥယျာဉ်ကျောင်းမှာတရင်သုံးနိဂန္ဓနာတဗုဒ္ဓကလည်းအဲ့တော့ကနာလန္ဒမှာနေတယ်သူကအမြဲတမ်းနာလန္ဒမှာနေတာဒါသူ့ရဲ့စင်တာပဲပေါ့နာလန္ဒမှာနေတယ်နိဂန္ဓနောက်လိုက်တပိတဝကတွေမြောက်များစွာနဲ့သူကလည်းနာလန္ဒမှာနေတယ်တဲ့တနေ့တော့နိဂန္ဓရဲ့တပိထီကတတ်သည်ဆိုတဲ့ထီကတပတ်သည်ဆိုတဲ့နိဂန္ဓတယောက်သူရဲ့တပည့်ကြီးပေါ့နိဂန္ဓဘုရားရဲ့တပည့်ကြီးနာတဗုဒ္ဓရဲ့တပည့်ကြီးထီကတပတ်သည်ထီကဆိုတာအယက်ထွားတယ်တပတ်သည်ကသူ့နာမည်ချိုးချိုးချမ်းချမ်းကျင့်တဲ့အကျင့်ရှိလို့သူ့ကိုတပတ်သည်အယက်ပေါင်းကထွားကြိုင်းလို့သူ့ကိုဓိကလို့ခေါ်တာအယက်ကျဲရှိတယ်ဓိကတပတ်တိဆိုတဲ့နိဂန္ဓဘုံကြီးသူတို့လည်းဆွမ်းခံစားတယ်ဘုရားဘာသာယနေ့ကလည်းဆွမ်းခံစားတယ်နိဂန္ဓတွေကလည်းဆွမ်းခံစားတယ်အဲ့တော့ဘုရားဘာသာယနေ့ကတော့တပိတ်ပိုက်ပြီးတော့ဆွမ်းခံကြတယ်နိဂန္ဓယဟန်တွေကတော့တထဲမှာဘာပေါ့တကူလုံးလည်းဘာမှဝတ်ထားတာမရှိဘူးကိုတုံလုံးကြွလာတာသူတို့ကြည်ညိုကိုးဝဲတဲ့ပုဂ္ဂိုလ်တွေကလာလှူရင်
လက်နဲ့ပဲခံလိုက်တာနော်လက်ထဲပဲထည့်ပေးရလက်ထဲထည့်အဲ့ဒါကြောင့်မို့ဂေါရမမြတ်စွာဘုရားရဲ့ဘုရားဖြစ်စာအချိန်တော့လေရာဇာယတနာလင်းလုံးပင်အောက်မှာတရင်သုံးတဲ့အချိန်ဥက္ကလာဆိုတဲ့ဇဏဘုတ်ကလာတဲ့တပုဒ္ဒတို့ဖဏိကတို့ဟာမုံချက်မုံတစ်မျိုးပေါ့နော်ပြားစုပ်မုံလို့ပထုပိဏိကတို့ပြားစုပ်မုံသူတို့ခီးသွားတဲ့အခါမှာမသိုးထမင်းမသိုးဟင်းအနေနဲ့ဆံကိုလှော်ပြီးဂျုံကိုလှော်ပြီးတော့ထားတယ်အမုံထောင်းထားတယ်အလွယ်တကူနဲ့ချက်เสียမလို့ဘူးအဲ့ဒါကိုပြားရည်နဲ့ထောပတ်နဲ့ပါနဲ့ဒီလိုစားပြီးတော့စားလိုက်ရုံအစင်းနဲ့စားဖို့လှုပ်ထားတဲ့ဟာတွေမန္ထလို့ခေါ်တယ်ချက်ပြီးသားထမင်းကိုလှမ်းပြီးတော့ထောင်းထားတယ်သို့မဟုတ်ဂျုံပေါင်းထားတဲ့ဂျုံမုံကိုထောင်းထားတယ်အမုံထောင်းထားတယ်စားဖို့လွယ်တယ်ပေါင်းထားသည့်အတွက်ကြောင့်ကိုယ်လည်းမကြောက်တော့နောက်တစ်ခုကမထုပိဏိကပြားရည်လေးနဲ့နဲပြီးတော့ဆုပ်ထားတဲ့ဗမာပြည်မှာတော့အနုဆုပ်ဆိုတာလို့ဟာမျိုးပေါ့နော်အဲ့ဒါမျိုးလာကတ်တဲ့အချိန်တုန်းကမြတ်စွာဘုရားစဉ်းစားတယ်ရှေးဖရာတွေကစားလာပြီးတော့ကတ်လို့ရှိရင်ဘာနဲ့လက်ခံကြတယ်လဲဆိုတော့ရှေးဖရာတွေမှာတပိတ်ရှိတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားမှာဂတိကာရမြမကြီးကလာကတ်သွားတဲ့ဇာတိငံနဲ့အတူကတ်သွားတဲ့တပိတ်အဲ့တပိတ်ကပျောက်နေဆွမ်းကမစားဘူးတခါမှမစားတော့အဲ့ဒီတပိတ်ကတဏှာမှာထားရင်းနဲ့မြတ်စွာဘုရားနဲ့အတူမရှိဘူးဆိုတာဆိုအဲ့တော့သူတို့လာကတ်တဲ့အခါကျတော့လက်ထက်မှာတပိတ်မရှိဘူးဟိုဘုရားမဖြစ်ခင်လေးမှာဘုရားဖြစ်မဲ့နေ့မှာဆိုလဲသူဇတ်တလာကတ်တဲ့အချိန်မှာတောင်းရွှေခွဲပါကတ်သွားတာသူကရွှေခွက်ကြီးပါကတ်သွားတာအဲ့ဒီရွှေခွက်ကြီးကိုပဲရေးထဲမျောလိုက်တာလေအဲ့ဒါဝိမရှိတာအဲ့ဒီချိန်အခုဖျားဖြစ်ပြီးတော့တတ္တဟာစမ်းနေပြီနောက်ဆုံး49ရက်ပြည့်တော့အစာဖုံးပေးဖို့ဥက္ကလဇဏဘုတ်ကနေလာတဲ့ကုန်းတယ်တွေကလမ်းမှာစန္ဒရိတ်ခအနေနဲ့ယူလာတဲ့မုံလုံးဆမ်းမုံတို့ချုံမုံတို့ပြာနဲ့အာရိတ်နဲ့ဆုပ်ထားတဲ့မုံဆုပ်တို့အဲ့ဒါတွေကိုလာပြီးတော့လှူတဲ့အခါမှာတပိတ်မရှိတဲ့အခါမှာရှေးတုန်းကဘုရားတွေကတပိတ်နဲ့လူခဏဆိုတဲ့မြတ်စွာဘုရားကငါမှတပိတ်မရှိဘူးလို့စဉ်းစားလိုက်တာနဲ့တပြိုင်နက်အရန်လေးမျက်နှာကနမင်းကြီး၄ယောက်ကဖြိုင်နှုရောက်လာပြီးမြတ်စွာဘုရားလက်ထက်ကိုတပိတ်လာထည့်ကြတယ်ကြောက်ညို့တပိတ်ကြီးလေးပထမတော့တမိုးကြီးမားတဲ့တပိတ်ကြီးတွေတမိုးကြီးမားတဲ့တပိတ်တော့လက်မခံဘူးရိုးကြောက်ညို့တပိတ်တွေကိုလှူတော့၄ဦးစလုံးကလှူကြတာဆိုတော့တဦးကိုလက်ခံပြီးကြောင်းတဲ့လူနမင်းကြီး၄ယောက်တယောက်ရဲ့တပိတ်ကိုလက်ခံပြီးတော့ကျန်တာလက်မခံဘူးဆိုလို့ရှိရင်ကျန်တဲ့ပုဂ္ဂိုလ်တွေကစိတ်မကောင်းဖြစ်မှာဆိုလို့တပိတ်ကိုကြောင်းညို့တပိတ်ကြီးတွေလေးလုံးစလုံးလက်ခံလိုက်ပြီးတော့ဆင့်ထပ်လိုက်တယ်ထပ်ပြီးတော့အပေါ်ကနေလက်နဲ့နှိပ်လိုက်တဲ့အခါတစ်လုံးနဲ့ဖြစ်သွားတယ်အရစ်၄ရစ်ပါတဲ့တပိတ်တစ်လုံးနဲ့ဖြစ်သွားတယ်လို့ဆိုတာကျောင်းတပိတ်ဆိုတော့၄မှာပေါ့နော်သို့တော့ပါရဲ့တော့သိ၄မှာပေါ့အဲ့ဒါမြတ်စွာဘုရားဖျားဖြစ်ပြီးပထမဆုံးရတဲ့တပိတ်လို့ပြောမှာပဲကျန်တာတွေကလောင်းတော်ဘွားတော့ရမြတ်စွာဘုရားရဲ့တပိတ်သမိုင်းကိုလိုက်ကြည့်မယ်ဆိုရင်အဲ့ဒါပထမဆုံးရတဲ့တပိတ်ပဲကျောင်းညုတပိတ်ခုခေတ်ဘုရားသမိုင်းတွေမှာဘုရားရဲ့တပိတ်ဘယ်မှာဌာပနာတယ်တောင်ဝေးကဘယ်မှာဌာပနာတယ်ရေစစ်ကဘယ်မှာ
ရှေးသမုဒ္ဒဘယ်မှာနဲ့ဆိုဖျားသမိုင်းနေတော့ရှိတယ်အဲ့တော့မြတ်စွာဘုရားရဲ့အဲ့เจ้าညုတပိတ်ထဲမှာဘုရားအလူကလိုက်တာအဲ့ဒီမှာစာထဲမှာနာခောတထကတာဟတ္ထိတုပိဏာယစရန္တိပိဏာယပဋိက္ခဏန္တိဘုရားရှင်တွေကတပိတ်မပါပဲနဲ့လက်ထဲမှာအစာထည့်ပြီးတော့လက်ခံတာမလုပ်ဘူးတဲ့ဒါကြောင့်မလို့အဲ့တပိတ်လာကတာတော့နိခန္ဓာတွေကြတော့လက်နဲ့ပဲလက်ခံပြီးတော့စားတာအဲ့ခေတ်ကဒါချိုးချတဲ့နေရာမှာတော့သူတို့စံပြပေါ့ပိုင်ဆိုင်မှုမရှိဘူးဆိုတာနဲ့ပြတာနဲ့လက်ထဲမှာပဲထည့်ပြီးလက်ခံလိုက်ကြတယ်အဲ့ဒါကြောင့်ထီကတပတ်တိဆိုတဲ့နိကန္ဓာလည်းပဲမနေ့စောစောဆွမ်းခံထွက်တယ်အဝမပါဘူးလက်ထဲမှာတပိတ်မပါဘူးသူ့ကြီးညိုကိုးဝဲတဲ့တကားတွေကစောင့်ပြီးတော့သူ့လက်ထဲကိုစားထည့်ပေးတယ်တခါတည်းစားသွားတယ်နော်ဟန်တော့ကြဆေးစရာလည်းမလို့သိမ့်စရာလည်းမလို့တော့သူတို့လက်ထဲထည့်ပေးတဲ့စားကိုစားတယ်အခုတော့တချို့ကအိန္ဒိယသွားရင်ကနေအဲ့နိဂန္ဓဘုန်းကြီးတွေချင်းဘုန်းကြီးတွေကိုဓာတ်ပုံရိုက်ထားရှိတယ်ဗီဒီယိုရိုက်ထားတာရှိတယ်ဗီဒီယိုရိုက်ထားတာဆွမ်းခန္ဓာဆွမ်းစားတာဗီဒီယိုရိုက်ထားတယ်ကြည့်ရင်တော့ရနိုင်တယ်နော်အဲ့တော့ဒီကတပတ်တိဆိုတဲ့နိကန္ဓဘုန်းကြီးကမြို့ရဲလဲပြီးတော့ဆွမ်းခံဆွမ်းမစားပြီးတဲ့အခါကျတော့နိကန္ဓကြောင်းကိုမပြန်မဲနဲ့ရသော်ဘုရားရှိတဲ့ဘာဝရိကတထေရဲ့တရဲ့ဥယျာဉ်ဘက်ကိုလာတယ်ဘုရားရှိတဲ့စီလာပြီးတော့ရသော်ဘုရားရှိရာကိုချင်းကပ်ပြီးနှုတ်ဆက်စကားပြောတယ်ရှင်းကြီးပေါ့ရသော်ဘုရားလည်းနှုတ်ဆက်စကားပြောတယ်ရှိခိုးတာတွေပါမပါဘူးနော်ရသော်ဘုရားနဲ့နှုတ်ဆက်တယ်ရှေးခေတ်ကတော့ဒီလိုဘာသာတရားကိုဟောပြောတဲ့ပုဂ္ဂိုလ်တွေဟာတူရဲ့ကြောင်းနိုင်ကိုတူကသွားလိရှိကြတယ်မြတ်စွာဘုရားလည်းသွားတာပဲနော်ဘာသာကြားကြောင်းတွေကိုသွားတာပဲပရပိုက်ကြောင်းတွေသွားတယ်နိကန္ဓကြောင်းတွေသွားတယ်အခုလဲနိကန္ဓယဟန်ကမြတ်စွာဘုရားစီလာပြီးတော့ကျမ်းမာချမ်းသာကြောင်းနှုတ်ဆက်စကားပြောပြီးတော့မြတ်စွာဘုရားထိုင်တဲ့နေရာတဲ့အနည်းငယ်နှိမ့်တဲ့နေရာလေးမှာမတက်ရနေတာမထိုင်မဲနဲ့အဲ့ဒီမှာမြတ်စွာဘုရားကလည်းပြောလိုက်တယ်ဒီကတပတ်တိဟိုမှာနေရာတွေရှိတယ်ထိုင်ရင်ထိုင်မအောင်လို့ပြောလိုက်တယ်မြတ်စွာဘုရားဟိုနားမှာထိုင်စရာနေရာရှိပါတယ်အဲ့မှာထိုင်ရင်ထိုင်မလို့ပြောတော့အဲ့ဒါနဲ့ဒီကတပတ်တိကမြတ်စွာဘုရားတဲ့နှိမ့်နဲ့ခုံလေးတစ်ခုံကိုယူပြီးတော့အဲ့မှာထိုင်လိုက်တယ်မြတ်စွာဘုရားနားမှာခုံလေးတစ်ခုံကိုယူပြီးတော့အဲ့မှာထိုင်နေတယ်ထိုင်နေတဲ့အခါမှာမြတ်စွာဘုရားသူ့ကိုမေးတာအဲ့ဒီကစလာတာပဲနှုတ်တွေ့တဲ့အခါမြတ်စွာဘုရားစကားပြောတာဒါကြောင့်မို့မြတ်စွာဘုရားမှာခုံဘုတ်တွေရှိတယ်ခုံဘုတ်တွေဆိုတာဘုရားကသူစီလာတဲ့ပုဂ္ဂိုလ်သူစီလာတဲ့ပုဂ္ဂိုလ်ကိုပြုငါနှုတ်ဆက်တတ်တယ်စကားမပြောဘဲနဲ့တေးတာမဟုတ်ဘူးတဲ့လာလို့ရှင်လည်းနှုတ်ဆက်တယ်မြတ်စွာဘုရားရဲ့ဂုဏ်မုတ်တွေနဲ့ပတ်သက်ပြီးတော့အေဟိသွားကတဝါတိပုပ္ပပါတိဘုရားပဲစပြီးစကားပြောတယ်
သွားကတဝါရိစာကျိုးစိုးနှုတ်ဆက်တဲ့စကားမျိုးလည်းပြောတယ်ကျိုးစိုးနှုတ်ဆက်တဲ့စကားမျိုးပြောတယ်ပုပ္ပပါတိမြတ်စွာဘုရားစပြီးတော့စကားပြောတယ်မိဟိတပုပ္ပင်ကမစကားပြောရင်လည်းပြုံးပြီးတော့ပြောရရှိတယ်မြတ်စွာဘုရားမာနကြီးတစ်ခွဲသားနဲ့မနေဘူးလို့ဆိုလို့တယ်ဖော်ရွေတယ်လို့ပြောမှာပေါ့နော်မြတ်စွာဘုရားဖော်ရွေတယ်အသက်ရွယ်ကလည်းလွန်မကြီးဘူးမင်းသားဘဝကလာတာဆိုတော့အသက်ကလည်းငယ်သေးတယ်ဖော်ဖော်ရွေရှိတယ်လို့ဆိုလို့တာပေါ့အဲ့တော့ဒီကတပတ်တိရောက်လာတဲ့အချိန်မှာခုနမြတ်စွာဘုရားပဲစပြီးတော့မေးလိုက်တယ်တပတ်တိတဲ့မင်းတို့နိဂဏဆရာကြီးကမကောင်းမှုအကုသိုလ်ဖြစ်ဖို့အတွက်မကောင်းမှုအကုသိုလ်နဲ့ပတ်သက်ပြီးတော့ကံဘယ်နှမျိုးသတ်မှတ်တယ်လဲမကောင်းမှုအကုသိုလ်ကံဘယ်နှမျိုးသတ်မှတ်တယ်လဲဘယ်လိုဟောတယ်လဲလို့ဆိုတပတ်တည်းပြောတယ်အရှင်ဂေါရမကျွန်တော်တို့ရဲ့နိဂန္ဓတဗုဒ္ဓဆရာကြီးကကံဆိုတဲ့အသုံးကိုမသုံးပါဘူးတဲ့မကောင်းမှုနဲ့ပတ်သက်လာလို့ရှိရင်ထန္ထထန်ဆိုတဲ့အသုံးမဲ့သုံးပါတယ်ဩကမ္မလို့မသုံးဘူးဘုရားဘာသာမှာတော့ကာယကံဝစီကံမနောကံကမ္မလို့သုံးတယ်နိဂဏဘာသာကြတော့ကာယကမ္မလို့မသုံးဘူးကာယထန္ထဝစီထန္ထမနောထန္ထလို့ထန္ထဆိုတဲ့အသုံးနဲ့သုံးပါတယ်အကုသိုလ်နဲ့ပတ်သက်လာလို့ရှိရင်ထန္ထဆိုတဲ့စကားလုံးကိုသုံးပါတယ်လို့ဆိုဒါဖြင့်နဲ့အကုသိုလ်နဲ့ပတ်သက်ပြီးတော့ထန္ထဘယ်နှမျိုးသတ်မှတ်တယ်လဲဆိုထန္ထ၃မျိုးသတ်မှတ်ပါတယ်တဲ့ဘာတွေတော့ဆိုကာယထန္ထဝစီထန္ထမနောထန္ထထန္ထကို၃မျိုးသတ်မှတ်ပါတယ်တဲ့အဲ့တော့မြတ်စွာဘုရားပေးတာဒီ၃မျိုးဟာတခြားစီလားတဲ့တစ်ခုနဲ့တစ်ခုဆက်ဆက်မှုမရှိတဲ့တခြားစီလားကာယဒနာကတခြားဝစီဒနာကတခြားမနောဒနာကတခြားဆိုတော့ဟုတ်ပါတယ်ရှင်ဟောမှာဒီဒနာ၃ခုဟာတစ်ခုနဲ့တစ်ခုဆက်ဆက်နေတာမဟုတ်ပါဘူးတခြားစီပါအဲ့ဒါလို့ဆိုလို့ရှိရင်တခြားစီခွဲခြားပြီးတော့ပြောတဲ့ကာယဒနာဝစီဒနာမနောထန္တာအကုသိုလ်ကိစ္စမှာဘယ်တန္တာကအပြစ်ကြီးဆုံးလဲမြတ်စွာဘုရားပေးလိုက်တာနော်ဘယ်တန္တာကအပြစ်ကြီးဆုံးလဲမကောင်းမှုကောင်းမှုနဲ့ပတ်သက်လာလို့ရှိရင်တန္တာ၃မျိုးတဲ့ပါဘယ်တန္တာကအပြစ်ကြီးဆုံးလဲဆိုတော့ခွဲခြားထားတဲ့တစ်ခုနဲ့တစ်ခုမတူတဲ့တဏ္ဍ၃ခုထဲမှာတဲ့ကာယတဏ္ဍကအပြစ်ကြီးဆုံးပါတဲ့ဒါသူဖြေလိုက်တာကာယတဏ္ဍအပြစ်ကြီးဆုံးဖြစ်ပါတယ်တဲ့အကုသိုလ်နဲ့ပတ်သက်လာလို့ရှိရင်ကိုယ်ထိလက်ရောက်ပြုမှုကပြုတာပို့အပြစ်ကြီးတယ်လို့သူကပြောတာနှုတ်နဲ့ပြောတာရှိတယ်ကိုယ်ထိလက်ရောက်လှုပ်တာရှိတယ်နှုတ်နဲ့ပြောတာရှိတယ်စိတ်နဲ့လှုပ်တာရှိတယ်အဲ့ဒီမဲ့အကုသိုလ်ကိစ္စမှာကိုယ်ထိလက်ရောက်လှုပ်တဲ့အပြစ်ကပိုကြီးတယ်ကာယတဏ္ဍပိုပြစ်ကြီးပါတယ်လို့ပြောတယ်မြတ်စွာဘုရားကသူ့စကားကိုချုပ်ကင်ထားတယ်အေးကာယတဏ္ဍဟာပြစ်ကြီးဆုံးလို့ပြောသလားဟုတ်ပါတယ်ကာယတဏ္ဍပြစ်ကြီးဆုံးပြောတော့သိကြတယ်နော်ထမ်းမေးတာဟုတ်ပါတယ်သိကြပါတယ်ကာယတဏ္ဍပြစ်ကြီးဆုံးလို့ဟောပါတယ်တတိယအချိန်လည်းပဲသေသေးချာချာကာယတဏ္ဍလို့ပြောတာဟုတ်တယ်နော်လို့မြတ်စွာဘုရားထမ်းမေးတယ်ဟုတ်ပါတယ်ကာယတဏ္ဍအပြစ်ကြီးဆုံးပါလို့မြတ်စွာဘုရားသူ့စကားကိုအပြောင်းလဲမရှိအောင်လို့
သေချာအောင်သုံးချိန်ထပ်မေးအဲ့လိုမေးပြီးတဲ့အခါမှာထိကတပတ်တိကမြတ်စွာဘုရားကိုမေးတယ်အရှင်ဂေါရမကရောအကုသိုလ်နဲ့ပတ်သက်ပြီးတော့ဒန္တဆိုတာဒံဘယ်နှမျိုးပြညတ်တယ်လဲဆိုမြတ်စွာဘုရားငါတို့ကဒန္တဆိုတဲ့အသုံးကိုမသုံးဘူးကမ္မလို့ပဲသုံးတယ်ကမ္မလို့ပဲသုံးတယ်ဩကမ္မလို့သုံးတယ်ဆိုလို့ရှိရင်တော့ကမ္မဘယ်နှမျိုးပြညတ်တယ်လဲဘယ်နှမျိုးသတ်မှတ်တယ်လဲဆိုမြတ်စွာဘုရားကမ္မဟုတ်တော့၃မျိုးသတ်မှတ်တယ်ဘာ၃မျိုးလဲဆိုရင်ကာယကမ္မဝစီကမ္မမနောကမ္မကာယကံဝစီကံမနောကံလို့၃မျိုးသတ်မှတ်တယ်အဲ့ဒီ၃မျိုးဟာအရှင်ဂေါရမတခြားစီလားကာယကမ္မကတိကျတခြားစီလားဝစီကမ္မဆိုတာတခြားစီလားမနောကမ္မဆိုတာတခြားစီလားတစ်ခုတည်းတစ်ခုမဆက်ဆက်ဘူးကာယကမ္မဆိုတာတစ်ခုဝစီကမ္မဆိုတာတစ်ခုမနောကမ္မဆိုတာတစ်ခုစီလားတဲ့ဟုတ်တယ်တစ်ခုစီပဲအဲ့ဒီလိုတစ်ခုစီဆိုလို့ရှိရင်အကုသိုလ်ကိစ္စမှာကာယကမ္မဝစီကမ္မမနောကမ္မ၃မျိုးတည်းမှာဘယ်ကမ္မကအပြစ်ကြီးဆုံးလဲမြတ်စွာဘုရားသူကမေးတယ်အဲ့တော့မြတ်စွာဘုရားမနောကမ္မအပြစ်ကြီးဆုံးတဲ့သူတို့နဲ့ကွဲလွဲသွားပြီသူတို့ကကာယကမ္မအပြစ်ကြီးဆုံးကာယဌာနအပြစ်ကြီးဆုံးမြတ်စွာဘုရားဖြေလိုက်တာမနောကမ္မအပြစ်ကြီးဆုံးတဲ့ကာယကံဝစီကံကိုအပြစ်ကြီးဆုံးလို့မပြောဘူးမနောကမ္မအပြစ်ကြီးဆုံးလို့ပြောလိုက်တော့သူကမေးတယ်အရှင်ဘုရားမနောကမ္မအပြစ်ကြီးဆုံးလို့ပြောရလားဆိုဟုတ်တယ်မနောကမ္မအပြစ်ကြီးဆုံးကာယမနောကမ္မအပြစ်ကြီးသလိုကာယကံဝစီကာယကမ္မဝစီကမ္မတို့ကအပြစ်မကြီးဘူးဟုတ်တယ်မနောကမ္မလို့ငါပြောတယ်သိကြတယ်နော်အရှင်ဘုရားမနောကမ္မလို့ပြောတယ်ဟုတ်တယ်သိကြတယ်တတိယအကျင့်ထိအောင်ထပ်ပြီးတော့မြတ်စွာဘုရားရဲ့စကားကိုအတိဖြောက်ထပ်မေးတယ်ဒါသူတို့ဆွေးနွေးပွဲလေးပထမဆုံးဒီထိကတပတ်တိဆိုတဲ့နိကန္ဒတစ်ဖက်နဲ့မြတ်စွာဘုရားနဲ့တွေ့ဆုံတဲ့အခါမှာမေးကြဖြေကြပုံလေးအဲ့ဒီနေရာမှာဒီရှင်းလင်းပြောပြရမယ်ဆိုလို့ရှိရင်ဘုရားဝတ္တရိသိနေကြတဲ့ကာယကံဝစီကမနောကံစေရနာဟံဘိက္ခွေကမ္မဝရမိဆိုစကားလေးလည်းသိကြတယ်အဲ့တော့ဒီနေရာမှာဒီသုတ္တမှာကမ္မဆိုတာအာဟုပြောရတယ်ကမ္မဆိုတာနှမျိုးရှိတယ်ကမ္မဆိုတာအမှုကိုလည်းကမ္မလို့ခေါ်တယ်အမှုလှုပ်ခြင်းရဲ့အကြောင်းဖြစ်တဲ့စေရနာတွန်းအားကိုလည်းကမ္မလို့ခေါ်တယ်ဥပမာကာယကံမှာကိုယ်ဒီလက်ရောက်လှုပ်တာကအမှုအဲ့ဒီကိုယ်ဒီလက်ရောက်လှုပ်အောင်စိတ်ကနေတွန်းအားပေးတဲ့စေရနာကအကြောင်းတရားအဲ့တော့တချို့သုတ္တမှာမြတ်စွာဘုရားကကမ္မလို့ပြောတာဟာဖြစ်ပေါ်လာတဲ့အမှုကိစ္စကိုပဲရည်ညွှန်းပြီးတော့ပြောလိုက်တာကိုဖြင့်ပြုအပ်တဲ့အမှုကိစ္စကာယကတချို့နေရာကျတော့ကိုဖြင့်ပြုလို့အပ်တဲ့အမှုကိစ္စကိုဖြစ်ပေါ်စေတတ်တဲ့စေရနာထီအောင်သွားတာအဲ့တော့ကမ္မဆိုဒီမှာအမှုကိစ္စကိုလည်းခေါ်တယ်အမှုကိစ္စကိုပြုလုပ်တတ်တဲ့စေရနာကိုလည်းခေါ်တယ်တချို့သုတ္တမှာစေရနာကိုကမ္မလို့ပြောတယ်တချို့သုတ္တမှာအမှုကိစ္စကိုကမ္မလို့ပြောဒီသုတ္တမှာကျတော့စေရနာကိုပြောတာမဟုတ်ဘူးအမှုကိစ္စကိုပြောတာနော်ကိုဖြင့်ပြုလို့ရတဲ့အမှုကိစ္စနှုတ်ဖြင့်ပြုလို့ရတဲ့အမှုကိစ္စစိတ်ဖြင့်ပြုလို့ရတဲ့အမှုကိစ္စလို့အဲ့လို၃မျိုးရှိတယ်တဲ့အဲ့ဒီပဲမြတ်စွာဘုရားကမနောကမ္မကိုအဖြစ်ကြီးဆုံးလို့ပြောလိုက်တယ်ကံဆိုတာဘယ်ဟာခေါ်တာတော့ဆိုစေရနာကိုကောက်တယ်လို့ဆိုတဲ့အခါမှာ
အကုသိုလ်စေတနာက12ခုရှိတယ်အကုသိုလ်စိတ်က12မျိုးရှိသည့်အတွက်ကြောင့်အကုသိုလ်စိတ်12မျိုးမှရှင်တဲ့စေတနာပေါင်းက12ခုရှိလို့အကုသိုလ်စေတနာအကုသိုလ်ကံသည်12ခုရှိတယ်လို့ပြောတာတခါကာမဝဆရကုသိုလ်စိတ်က10ခုရှိလို့စေတနာက10ခုအဲ့တော့ကာမဝဆရကုသိုလ်ကံသည်10ခုရှိသည့်အတွက်ကြောင့်စေတနာလည်း10ခုအကုသိုလ်ကံက12ခုကာမဝဆရကုသိုလ်ကံက10ခုပေါင်းလိုက်တော့20နော်အဲ့ဒီကုသိုလ်စေတနာအကုသိုလ်စေတနာဒီ20ကုသိုလ်ကာယကံအကုသိုလ်ကာယကံအဲ့ဒီကံမောင်းအမှုကိစ္စပေါင်း20သို့မဟုတ်စေတနာပေါင်း20ကိုကာယကံလို့ခေါ်တယ်ကာယဒွါရမှာဖြစ်တဲ့အခါမှာကာယကံလို့ခေါ်တယ်အဲ့ဒီ20ကကာယဒွါရမှာဖြစ်ရင်ကာယကံဝစီဒွါရနှုတ်ကပြောပြီးတော့ဖြစ်တာကြတော့ဝစီကံမနောကံကြတော့ပူသွားတယ်ဘာပူတော့ဆိုဆံနဲ့ပတ်သက်တဲ့ဟာတွေပူလာတယ်ဆံနဲ့ပတ်သက်တာပူတယ်ရူပဝဆရကုသိုလ်က5ခုရှိတယ်အရူပဝဆရကုသိုလ်က4ခုရှိတယ်အဲ့ဒီ9ခုထည့်လိုက်တဲ့အခါကျတော့29ခုအဲ့ဒါကြတော့မနောကံကြတော့20မဟုတ်ဘူး29ခုရှိတယ်ကာယကံဝစီကံမနောကံအဲ့လိုခွဲတယ်နော်တနည်းအားဖြင့်ပြောမယ်ဆိုရင်ကာယကံနဲ့ပတ်သက်လာလို့ရှိရင်အကုသိုလ်နဲ့ပတ်သက်ရင်ကာယဒုစရိုက်3ခုဝစီဒုစရိုက်4ခုမနောဒုစရိုက်3ခုအဲ့ဒါကိုလည်းကာမလို့ခေါ်တယ်ဒုစရိုက်မှုတွေကုသိုလ်နဲ့ပတ်သက်လာရင်တော့ဒုစရိုက်7ပါးပေါ့အဲ့တော့မြတ်စွာဘုရားကကာယကမ္မဝစီကမ္မမနောကမ္မလို့ဆိုတဲ့ထဲပဲမနောကမ္မကိုအပြစ်ကြီးဆုံးလို့ဘာကြောင့်ပြောတာဘာရွယ်ချက်နဲ့ပြောတာလဲဆိုရင်စိတ်ထဲမှာဖြစ်တဲ့နိယတမိစ္ဆာဒိဋ္ဌိဆိုတဲ့နော်မနောကနဲ့မှာမိစ္ဆာဒိဋ္ဌိဆိုတာပါတယ်အဘိဇ္ဇာပြပါဒမိစ္ဆာဒိဋ္ဌိအဲ့ဒီမိစ္ဆာဒိဋ္ဌိကကာယကံနဲ့အမြင်ယူမှားတာမဟုတ်ဘူးဝစီကံနဲ့ပြောတာမဟုတ်ဘူးစိတ်ထဲမှာဖြစ်တဲ့မှားရွံ့တဲ့အမြင်တစ်ခုဖြစ်တယ်ဒါကြောင့်အဲ့ဒီမနောကံကအပြစ်တာကြီးတယ်နိယတမိစ္ဆာဒိဋ္ဌိဆိုတာနိယတမိစ္ဆာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ဟာအပင်ငရဲကနေမလွတ်နိုင်ဘူးလို့ပြောတာဟောတန်တရားရဲ့သိငုတ်လို့တောင်မှတင်စားပြီးတော့ပြောတယ်ပထဝီဂောဘကမြေကြီးဂောဘကလို့ပြောတယ်မြေကြီးကိုအမြဲတမ်းစောင့်နေရတဲ့ပုဂ္ဂိုလ်တန်တရားကိုမလွတ်ထောက်ကြီးပြောတာအဲ့ဒီမိစ္ဆာဒိဋ္ဌိရှိလို့ရှိရင်ကတော့သူကကောင်းတဲ့တိဘုံလုံးဝမရောက်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒီမနောကံကအပြစ်ကြီးတယ်လို့ရသော်ဗျာနိယတမိစ္ဆာဒိဋ္ဌိကံကိုရှင်းရပြီးတော့ပြောတာနောက်တစ်ခုပြောမယ်ဆိုရင်တော့ကာယကံအပြစ်ကြီးတာမရှိဘူးလားတာမန်လူတွေကတော့သိတာကာယကံအပြစ်ကြီးတယ်ဘာကြောင့်အပြစ်ကြီးတာတော့ဆိုကိုဒီလက်ရောက်အမေတတ်တယ်အဖေတတ်တယ်ယဟန္တာတတ်တယ်ကာယကံအဲ့ဒါတဲ့နော်အနန္တရိယဆိုတာကာယကံအမေတတ်တယ်အဖေတတ်တယ်ယဟန္တာတတ်တယ်မြတ်စွာဘုရားကိုသွေးစိမ့်တယောက်လုပ်တယ်ဒါကာယကံတန်ခါသင်ခွဲတာကြတော့ဝစီကံအနန္တရိယအနန္တရိယကံကမျိုးနဲ့ချိမယ်ဆိုလို့ရှိရင်ကာယကံနဲ့ဝစီကံကပို့ပြစ်ကြီးသလိုထင်ရတယ်သို့တော့နိယတမိစ္ဆာဒိဋ္ဌိဆိုတဲ့အဲ့ဒါလောက်အပြစ်ခံရတာပို့များတယ်တန်တရားကမလွတ်နိုင်တော့အောင်အဲ့ဒါပို့ပြစ်ချီတယ်နောက်တစ်ခုစွမ်းဆောင်မှုနဲ့ချိလိုက်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့ခေါင်းထဲရည်ရွယ်ချက်ကိုပြောတာနော်စွမ်းဆောင်မှုနဲ့ချိမယ်ဆိုရင်
ပါဏာတိပါဒအမှုလုပ်တယ်ဆိုတာဆိုဒါနဲ့လှမ်းနဲ့အတ္တပညာကိုအသုံးပြုပြီးတော့လက်အပ်နော်ဘယောအတ္တတွေတို့ခုနကအထပနာဝိစာဆိုတာရှိတယ်လူကိုသိစေတတ်တဲ့အထပနာဝိစာတတ်အဲ့ဒီအတ္တတွေနဲ့တတ်လိုက်မယ်လူကိုသိစေတတ်တဲ့မနမတရားအတ္တပညာတွေနဲ့တတ်မယ်ဆိုလို့ရှိရင်10မိနစ်အတွင်းမှာတန်မောင်များစွာသိနိုင်တယ်ဒါနဲ့တတ်မယ်တဏှာနဲ့ပြည့်မယ်ဆိုရင်အများကြီးမသိဘူးနော်ခုနကအတ္တပညာနဲ့တတ်တာကြတော့ခါရသိပါတယ်အဲ့ဒါတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီဘက်ကကြည့်ပြန်လို့ရှိရင်မနောကံအစွမ်းထက်တယ်လို့ပြောတာနော်မနောကံကပို့ပြီးတော့တတ္တဝါတွေအများကြီးကိုသိစေနိုင်တယ်ကာယကံနဲ့တတ်တာမသိနိုင်ဘူးတော့အများကြီးတပြိုင်တည်းမရနိုင်အဲ့ဒီစိတ်ထဲကတတ်တဲ့လူတွေကိုသိစေတတ်တဲ့အတ္တပညာနဲ့တတ်တာမျိုးကပို့ပြီးတော့ရှိတယ်ဒါကြောင့်မြတ်စွာဘုရားခုနနိဂန္ဓတွေကတော့သူတို့ကစဉ်းစားမှာပေါ့ကိုဒီလက်ရောက်လှုပ်တာကပို့ပြစ်ချီးတယ်ဆိုသူတို့ကစိတ်ထဲကဖြစ်ုံနဲ့အပြစ်မကြီးဘူးလို့သူတို့ကဒီလိုတွေးတာမြတ်စွာဘုရားတွေးတာကမြတ်စွာဘုရားရွေးတာကနိယတမိစ္ဆာဒိဋ္ဌိဟာကိုယ်ကာယနဲ့လှုပ်တာလည်းမဟုတ်ဘူးနှုတ်ကထုတ်ပြောတာလည်းမဟုတ်ဘူးအသိစိတ်ထဲမှာပဲလွဲမှားနေတဲ့အမြင်ပဲဖြစ်တယ်အဲ့ဒါကတန်တရားမှာမလွတ်နိုင်တော့အောင်ဖြစ်ချီးသွားတယ်အဲကြောင့်မနောကံအဖြစ်ချီးတယ်လို့နောက်တစ်ခါတတ်မဲ့ဖြတ်မဲ့ဆိုရင်လည်းကာယကံမြောက်တတ်တာနဲ့ဝစီကံနဲ့တတ်ခိုင်းတာနဲ့အဲ့ဒါတဲ့ဝိဇ္ဇာအတ္တပညာတစ်ခုနဲ့တတ်တာပိုများတယ်ပေါ့တပြိုင်နဲ့တန်းချီသေးနိုင်တယ်သူဆိုလို့လေနော်တပြိုင်နဲ့အများကြီးတတ္တဝါတွေသိနေအဲ့ဒါမြတ်စွာဘုရားကဘက်ကရည်ရွယ်ချက်အများစုကကြည့်ရမယ်ဆိုရင်ကာယကံမြောက်တတ်တာပို့ပြစ်ချီတယ်စိတ်ထဲကတတ်ချင်တဲ့စိတ်ဖြစ်ုံနဲ့ကတော့မဖြစ်ဘူးလို့အပေါ်ယံတွေးပြီးတော့နိဂန္ဓတို့ကကာယကံကကာယထန္တာကအပြစ်ကြီးဆုံးလို့သူတို့ပြောတယ်ပြီးတော့အပြစ်ကြီးဆုံးလို့ပြောတဲ့အခါမှာမြတ်စွာဘုရားမေးလိုက်တယ်ကာယထန္တာဟာဝစီတန္တမနောဒနာတို့ ਨੇ မတွဲပဲနဲ့ကာယတန္တကတိတံဆိုလိုတာကစိတ်မပါတဲ့ကုဋိလက်ရောက်အတွင်းစေတနာမပါတဲ့စေတနာပါတဲ့လောက်ရနဲ့စေတနာမပါတဲ့လောက်ရနှစ်ခုရှိတယ်ကာယကမ္မဆိုတာနှစ်ခုရှိတယ်လေနှစ်ခုရှိတယ်စိတ်ရဲ့လှုံ့ဆော်မှုမပါပဲနဲ့လှုပ်တာတွေမရှိဘူးလားစိတ်ရဲ့လှုံ့ဆော်မှုမပါပဲနဲ့လှုပ်နေဥပမာမဲ့လေတိုင်းလို့တည့်ရွက်လေးတွေလှုပ်စိတ်မပါဘူးလေကာယကအနေနဲ့တော့လှုပ်တာပဲစိတ်မပါပဲနဲ့လှုပ်ရှားမှုတွေလောကမှာရှိတယ်အဲ့တော့ကြည့်လိုက်မယ်ဆိုရင်တော့ကာယကမှုကပို့ပြီးတော့အပြစ်ကြီးတယ်လို့ယူဆရလောက်ဘာလို့ဆိုအမေတ္တာအဖေတ္တာယာနတ္တာအဲ့ဒါတွေကကာယကမြောက်တ္တာတွေဒါဘုကာယကအပြစ်ကြီးတယ်လို့သူတို့အဲ့ဒါလို့ပြောတာအဲ့ဒီလိုဆွေးနွေးမြတ်စွာဘုရားရဲ့အယူဆနိဂန္ဓနာတဗုဒ္ဓတို့ရဲ့အယူဆအဲ့ဒီနှစ်ခုဆွေးနွေးပြီးတဲ့အခါမှာတပတ်တိဟာမြတ်စွာဘုရားနာထားပြီးတော့ပြန်သွားတယ်ဒါသူတို့စကားအဲ့နာရင်ဆုံးသွားတယ်နော်မြတ်စွာဘုရားနဲ့ဆွေးနွေးပြီးသူပြန်သွားတယ်အဲ့သူပြန်သွားတဲ့အခါမှာဘယ်ပြန်လာတော့ဆိုကြောင်းပြန်လာပေါ့နိဂန္ဓနာတဗုဒ္ဓနိဂန္ဓတွေနေတဲ့ကြောင်းကိုပြန်သွားတာအဲ့ဒီအချိန်မှာသူတို့နိဂန္ဓဆရာကြီးရဲ့ပတ်ဝန်းကျင်မှာ
နာလန္ဒတထေးကြီးဥပါလိနဲ့အတူပါလာတဲ့ပရိသတ်တွေကနိဂန္ဓဘုရားကြီးကိုလာဖူးနေကြတာအဲ့ဒီမှာလာပြီးတော့တရားနာနေကြတာဟောသူတို့နိဂန္ဓစီလာရောက်နေကြတော့ပရိသတ်တွေနဲ့အတူထိုင်နေတာဥပါလိတွေရှိတယ်ဥပါလိကတထေးကြီးဆိုတော့စားချက်တဲ့ရွာရှိတယ်သူ့ပိုင်နဲ့စားချက်တဲ့ရွာအဲ့ဒီကနေပြီးတော့စားတွေထုတ်လုပ်တယ်ရောင်းနေချတယ်ဝယ်တယ်အဲ့ဒီစားချက်တဲ့ရွာကိုဘာလကရွာလို့ခေါ်တယ်ဘာလကလောနကာရကစားရမှာလို့တော့ဘာလကအဲ့ဒီဘာလကဆိုတဲ့ရွာမှာစားချက်တာကဘုမပြေမှလည်းအခုသခွတ်တော်တို့စားချက်တာသခွတ်တော်စားခေါ်တာပေါ့နော်စားချက်တဲ့နေရာအဲ့ဒီလူတွေကလည်းပဲတထေးကြီးစီစားဖို့ရင်ကနေပြီးတော့သူတို့ရောက်နေကြတော့သူတို့နဲ့အတူတူကဥပါလိကသူကိုးကွယ်တဲ့ချိန်ဖျားစီရောက်နေကြစုယုံပြီးတော့နိဂန္ဓဘုရားကြီးရှိမှထိုင်နေတဲ့အချိန်မှာမြတ်စွာဘုရားနဲ့ဆွေးနွေးပြီးပြန်သွားတဲ့ဒီကတပတ္တိရောက်လာသူတို့နာရောက်လာသူသွားတာဆွမ်းခံပြီးစားသွားတာဆိုနေ့လယ်12 နာရီလောက်ဖြစ်မှာပေါ့နော်နေ့ပိုင်းလေးရောက်သွားတာအဲ့ဒီနေ့ကိုစားပေးမှဘယ်လိုဆိုတော့ဆိုဓိဝတတဲ့အဲ့ဒီသုံးလေးရှိတယ်ဓိဝတဓိဝနေ့ရဲ့နေ့ဆိုတာနေ့လယ်လို့ပြောလို့တာနော်ဓိဝတနေ့ရဲ့ဓိဝနေ့ဆိုတာနေမွန်တဲ့အချိန်12 နာရီအချိန်သူတို့ဆိုလို့တယ်ဓိဝတဓိဝဒီသုံးကအဲ့တော့12 နာရီအချိန်မှာနာလန္ဒတထေးကြီးနဲ့ပရိသတ်ကဘာလကရွာလူတွေရောက်ပြီးတော့နိဂန္ဓဘုရားကြီးနာမှာထိုင်နေကြတယ်အဲ့ဒီအချိန်မှာဒီကတပတ္တိကရောက်သွားတာရောက်တော့နိဂန္ဓနတ္တဗုဒ္ဓသူတို့ရဲ့ဆရာကြီးကဒီကတပတ္တိကိုမြင်တော့ပြောတာတပတ္တိမင်းဘယ်လာတာတော့နေလင်ကင်းကြောင်တော့ဘယ်လာတာလဲလို့မေးလိုက်တော့သူကပြောတယ်သူအားနဲ့ဆွမ်းခံပြီးတော့ရဟန်းဂေါရမကြောင်ခဏသွားတယ်တဲ့သွားလေတယ်ရဟန်းဂေါရမစီကနေပြန်လာတာပါလို့ပြောတော့အေးရဟန်းဂေါရမနဲ့တွေ့တော့မင်းစကားစမြည်ပြောခဲ့သလားတဲ့ပြောခဲ့ပါတယ်ဘာတွေပြောကြတော့ဆိုခုနသူတို့မြတ်စွာဘုရားနဲ့ဆွေးနွေးတဲ့အကြောင်းအရာတွေသူပြန်ပြောပြတာပြန်ပြောပြတော့နတ္တဗုဒ္ဓဆရာကြီးကပြောတာအေးတပတ္တိမင်းပြောတာကောင်းတယ်မင်းပြောတာကောင်းတယ်ဒီဘာမှမနောတန္တာဆိုတာဘာပြစ်ကြီးမှာစိတ်แท้ဖြစ်တဲ့ဟာအလကစိတ်แท้တင်ဖြစ်ပြီးတော့အကောင်းထဲမပေါ်တဲ့အရာဘယ်လိုလုပ်ပြီးတော့ပြစ်ကြီးမှာတော့ ਨੇ ဟောကာယတန္တာကိုထောက်မယ်ဆိုရင်မနောတန္တာဘာမှပြစ်ကြီးစရာမရှိဘူးစိတ်แท้ပဲဖြစ်တာခုထိလည်းအောင်လုပ်တာမဟုတ်ဘူးတဲ့အဲ့တော့မင်းပြောလိုက်တာကောင်းတယ်ကာယတန္တာတို့ဝစီတန္တာတို့ကာယတန္မနောတန္တာတို့ဝစီတန္တာတို့ဆိုတာဘယ်လိုလုပ်ပြစ်ကြီးမှာလဲကိုထိလက်ရောက်လုံးမှပို့ပြီးတော့ပြစ်ကြီးတော့မပေါ်မင်းပြောခဲ့တယ်ကောင်းတယ်တို့နိဂန္ဓဘုရားကြီးကသူ့စကားကိုထောက်ခံတယ်မနောတန္တာဆိုတာအသေးဖွဲပဲတဲ့စိတ်แท้ဖြစ်တယ်ဆိုတာအသေးဖွဲပါဇက်ကထုတ်ပြောတာလောက်ကိုထိလက်ရောက်လောက်ရတာလောက်အကုသိုလ်မှုဘယ်လိုလုပ်ချီးမှလဲပေါ့ရဟန်းဂေါရမပြောတာဟာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတော့အဲ့ဒီလိုပြောတဲ့အခါမှာနိဂန္ဓဘုရားကြီးရှေ့နားမှာထိုင်နေတဲ့ဥပလိတထေးကြီးကနိဂန္ဓနတ္တဗုဒ္ဓကိုပြောတယ်အရှင်ဘုရားဆိုပြီးတော့နိဂန္ဓဘုရားကြီးကိုအရှင်ဘုရားတပည့်တော်ပြောမယ်ထီကတပတ္တိပြောခဲ့တာကောင်းတယ်
သူဟာတကယ်ကိုဘောဓုတကြွယ်ဝတဲ့တတိနားလေတဲ့မြတ်စွာသူတို့ရဲ့ဆရာရဲ့အဆုံးအမအယူဝါဒအပေါ်မှာနားလည်မှုရှိတဲ့တပည့်ဖြစ်လို့သူဟာပြောတာအဲ့တော့ဒီတပတ်တိပြောခဲ့တာအလွန်မှန်တယ်ပေါ့ကာယတဏ္ဍဆိုတာအပြစ်ကြီးတာမှန်တယ်ဘာမှမပြောပါတော့တဲ့ဝစီတဏ္ဍတို့မနောတဏ္ဍတို့ဘလို့လုပ်ပြီးကာယတဏ္ဍလောက်အပြစ်ကြီးမှလဲအကုသိုလ်လုံးမှာကာယတဏ္ဍဟာအပြစ်ကြီးဆုံးလို့ပြောတာဒါမှန်တယ်တပတ်တိပြောတာမှန်တယ်ယံဂေါရမစကားမှားနေတယ်နော်အဲ့ဒါကြောင့်မို့လို့အရှင်ဘုရားယဟန်ဂေါရမဒီစကားနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမယ်သွားပြီးတော့ယဟန်ဂေါရမနဲ့ပတ်သက်ပြီးဒီယူဆနဲ့ပတ်သက်ပြီးသူ့ရဲ့အယူဝါဒကိုအပြစ်တင်ပြမယ်သွားပြီးတော့ဆွေးနွေးမယ်သူကတိုင်းသွားမယ်ပေါ့တထေးကြီးကတပတ်တိပြောတဲ့အတိုင်းယဟန်ဂေါရမမနောကအပြစ်ကြီးတယ်လို့ပြောတာအဲ့ဒီစကားတိုင်းအတိသူလက်ခံနေဆိုရင်သူဆွေးနွေးမယ်သွားပြီးတော့ဆွေးနွေးတဲ့အခါမှာသိုးဆိုတဲ့အကောင်တွေကတခါတခါအမွှေးကမရိပ်ဘူးဆိုရင်သိုးမွေးတွေအမွှေးကြီးတဲ့အရှိကြီးဖြစ်လာတယ်အဲ့ဒီအမွှေးရှိနေတဲ့သိုးကိုအမွှေးကနေကင်ပြီးတော့ဆွဲရမ်းတယ်လို့ယဟန်ဂေါရမကိုဒီယူဝါဒနဲ့ပတ်သက်ပြီးသူဆွဲရမ်းပြမယ်ပေါ့မလှုပ်နိုင်အောင်လုပ်ပြနော်သူသွားဆွေးနေမယ်ယဟန်ဂေါရမကိုအယူဝါဒနဲ့ဆွဲပြမယ်မလှုပ်နိုင်အောင်နောက်တစ်ခါဒီဖြာကိုရေထဲမှာထည့်ပြီးတော့လှုပ်ပြီးတော့ဆေးတာအယက်သမားတွေရက်ချက်တဲ့နေရာမှာသုံးတဲ့ဖြာကြီးရှိတယ်အဲ့ဒီဖြာကြီးကိုဆေးတဲ့ကြောတဲ့အခါမှာချောင်းနဲ့အင်းထဲမှာထည့်ပြီးတော့လှုပ်ပြီးတော့ဟိုဘက်ဆွဲလိုက်ဒီဘက်ဆွဲလိုက်အဲ့လိုလှုပ်ရမ်းပြီးတော့ဆွဲတယ်လို့ယဟန်ဂေါရမကိုဆွဲပြမယ်မလှုပ်နိုင်အောင်ဟိုဘက်ကဆွဲလိုက်ဒီဘက်ကဆွဲလိုက်လှုပ်ပြမယ်နောက်တစ်ခါယဟန်ဂေါရမကိုဝါဒနဲ့ပတ်သက်ပြီးတော့ဆင်မြောင်ကြီးဟာအမတန်နဲ့တဲ့ရေကန်ထဲကိုဆင်းပြီးတော့ဆင်ကြီးကသူ့တကိုယ်လုံးကိုရေတွေနဲ့ဖြန်းရှေးထဲမှာငုတ်လိုက်ပေါ်လိုက်ရှေးထဲမှာလှုပ်တယ်လို့ဆင်ကြီးကရေထဲမှာမြူးတူးကစားတယ်လို့ယဟန်ဂေါရမကိုဒီစကားနဲ့ပတ်သက်ပြီးတော့မလှုပ်နိုင်အောင်ချီနှောင်ပြောဆိုပြီးတော့သူပြမယ်လို့ဥပလိတ္တထေကြီးကအဲ့လိုနတ္တဗုဒ္ဓကိုပြောတဲ့အခါဒီကနတ္တဗုဒ္ဓဆရာကြီးကအေးသွားပါကောင်းတယ်သွားယဟန်ဂေါရမနဲ့ပတ်သက်ပြီးတော့ဒီအချက်မှသွားပြီးတော့ဆွေးနွေးမနောကအပြစ်ကြီးတယ်လို့ပြောတာမလှုပ်နိုင်အောင်သွားပြောနော်အဲ့တော့ယဟန်ဂေါရမကိုသူ့ရဲ့ယူဆနဲ့ပတ်သက်ပြီးတော့အပြစ်တင်နိုင်တာဒီကတပတ်တိပဲဖြစ်စေနော်ငါကိုယ်တိုင်ပဲဖြစ်စေငါကိုယ်တိုင်ပဲဖြစ်စေသွားပြီးပြစ်တင်မယ်ဒီကတပတ်တိပဲဖြစ်စေတထေကြီးပဲဖြစ်စေသွားပြစ်တင်မှာမလှုပ်နိုင်အောင်သွားပြီးတော့အယူဝါဒကိုပြိုင်မှာလို့ဒီကနတ္တဗုဒ္ဓကအဲ့လိုခွင့်ပြုလိုက်တဲ့အခါမှာဒီကတပတ်တိကရှောက်တယ်သူ့ဆရာကြီးကိုပြောတယ်နာခောမိတံဗန္တိရောစတိသူကမြတ်စွာဘုရားစီခဏခဏရောက်ဖူးတော့သူကဟိုကဒီကနဆရာကြီးကသွားပါကြိုက်တယ်လို့ပြောသွားမပြောတာမှန်တယ်ယဟန်ဂေါရမမလှုပ်နိုင်အောင်သွားပြောရှိဆိုတော့ဒီကတပတ်တိကပြောတယ်ဆရာတဲ့သူသွားမယ်ဆိုရင်ကျွန်တော်သဘောမကျဘူးကျွန်တော်သဘောမကျဘူးတဲ့ဥပလိတထေကြီးသွားမှာသူသဘောမကျဘူးတဲ့ဘာဖြစ်လို့တော့ဆိုလို့ရှိရင်
ယဟန်ဂေါတမကလှည့်စားတတ်တဲ့အတတ်ပညာရှိတယ်တဲ့မာယာဝီဘာသာကြားတွေကိုသိမ့်သွင်းပြောဆိုတဲ့နေရာမှာသိကျွမ်းကျင်တယ်တဲ့သူကစကားကိုလှည့်တဲ့နေရာမှာသူကသိကျွမ်းကျင်တယ်အဝတ္တနိမာယာဆိုတဲ့ဒီအတတ်ပညာကိုတတ်တယ်တဲ့ဒါကြောင့်အဲ့ဒါနဲ့ဘာသာကြားတွေကိုသူကလှည့်စားပြီးတော့သူ့တပည့်ဖြစ်အောင်လုပ်တတ်တယ်အဲ့တော့ဥပါလိတတိသွားတာတော့သူသဘောမကျဘူးသဘောမတူဘူးတဲ့မသွားသင့်ဘူးဥပါလိမသွားသင့်ဘူးပေါ့သူကဒီလူကြီးကဒါထောက်ပံ့တာသူတို့နိဂန္ဓကိုင်းကြီးကိုကျွေးမွေးဆောင်းရှောက်ထောက်ပံ့ထားတဲ့တထေးကြီးအကယ်၍သူဘုရားဘာသာပြောင်းသူတို့ငတ်ပေါ့ငတ်မှာလေအဲ့ဒါကိုသူကသိတော့သူတို့သဘောမတူဘူးတဲ့မသွားတာကောင်းတယ်တဲ့ယဟန်ဂေါတမအပြောကောင်းတယ်တဲ့အဲ့ဒါမှအပြောကောင်းတယ်ဆိုတော့သူဆရာကြီးကပြောတော့တပတ်တိမင်းစိတ်မပူပါနဲ့ကွာဒီအချက်နဲ့ပတ်သက်ပြီးတော့ဥပတိတထေကယဟန်ဂေါတမရဲ့တပည့်ဖြစ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးတဲ့ယဟန်ဂေါတမကသာဥပတိရဲ့တပည့်ဖြစ်မှာသူတကကြီးပေါ့သူကလည်းသိယုံကြည်တယ်ယဟန်ဂေါတမကသာဥပတိရဲ့တပည့်ဖြစ်မှာပါတဲ့သွားပါတဲ့ဒီအချက်နဲ့ပတ်သက်ပြီးတော့သွားပြီးတော့ဆွေးနွေးပါအပြစ်တင်ပါလို့ပြောတာဒီကတပတ်တိကပြောတယ်ကျွန်တော်တို့သဘောမတူဘူးမသွားတာကောင်းတယ်သွားရင်ဥပါလိဟာပြန်လာနိုင်မှာမဟုတ်တော့ဘူးယဟန်ဂေါတမရဲ့အပြောဆိုတွေကအမတမကောင်းတယ်သူကတော့ရောက်ဘူးတာဟိုကတခါမတွေ့ဘူးနာမည်သာကြားဘူးတာဂေါတမဗုဒ္ဓနဲ့နိဂန္ဓတို့ကတခါမှနတ္တဗုဒ္ဓတော့တခါမှမဆုံးဘူးဂေါတမဗုဒ္ဓကမင်းသားလည်းဖြစ်တယ်ရုပ်ရည်စင်ကလည်းတင့်တယ်အပြောဆိုကလည်းကောင်းတယ်မျက်နှာအမူအရာစားပြီးတော့တည်ငြိမ်တယ်အေးချမ်းတယ်အဲ့ဒါတွေနဲ့တည်းမဲ့လူဟာကြနိုင်တယ်လေအသက်ရွယ်လဲလူပြိုတယ်အပြောကလည်းအတ္တမကောင်းတယ်စကားပြောတဲ့နေရာမှာအတ္တမလိမ္မာတယ်ကျွမ်းကျင်တယ်ယဟန်ဂေါတမကသူနိုင်အောင်မပြောနိုင်တော့ဘူးတဲ့ဒီကတပတ်တိကတော့သူကခဏခဏကြုံတော့သိတယ်ဖခင်ရဲ့ရည်ချင်းကိုသိတယ်သိတော့မသွားသင့်ဘူးလို့ပြောတာနိဂန္ဓနတ္တဗုဒ္ဓလည်းကိစ္စမရှိဘူးသွားပြီးတော့သွားအပြစ်တင်ငါရင်လည်းသွားမယ်ဒီကတပတ်တိရင်လည်းသွားမယ်ဥပါလိရင်လည်းသွားဒီလို၃ချိန်တိုင်အောင်တွန်းလှုပ်ပြီးတော့လွှတ်လိုက်တဲ့အခါကျတော့အဲ့ဒီနေရာပဲထသွားပြီးတော့ဥပါလိတထေးကြီးကမြတ်စွာဘုရားအကြောင်းရောက်သွားပါဝရိကတထေးရဲ့တဲ့ဥယျာဉ်နဲ့ဘုရားရှိတဲ့စီရောက်သွားတယ်ရောက်သွားပြီးတော့မြတ်စွာဘုရားကိုသူကရှ िख ိုးတယ်ဘာလို့ရှ िख ိုးတာတုံးဆိုလူနဲ့ယဟန်နဲ့ဖြစ်တယ်ပေါ့ပြီးတော့မြတ်စွာဘုရားကသူကမြတ်စွာဘုရားကစမ်းမြင့်လူထဲမှာလူဘဝတုန်းကလည်းပဲမြင့်မြတ်တဲ့ပုဂ္ဂိုလ်လူတွေအားလုံးကလေးစားရတဲ့ပုဂ္ဂိုလ်ဒီတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးလူချင်းလည်းပဲသူကယဟန်ဖြစ်လို့ရှ िख ိုးရတယ်မဟုတ်ဘူးလူဘဝတုန်းကလည်းပဲအားလုံးရဲ့ယုတ်သေးလေးစားမှုကိုခံရတယ်ဘာလို့လဲဆိုမင်းသားကိုသူကနော်မင်းသားဖြစ်လို့လည်းသူ့ကိုကြော့သူတို့ကကုံတယ်ပဲဟိုကမြတ်စွာဘုရားမင်းသားဆိုတော့မြတ်စွာဘုရားကိုသူရှ िख ိုးတယ်ရှ िख ိုးပြီးတော့တဏှိယမှာထိုင်ပြီးတော့ဥပတိကမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့ဒီကတပတ်တိဆိုတဲ့နိဂန္ဓဒီမှာလာသွားလားစကားစားတာလာသွားပါသလားတဲ့ခါပတိတထေးကြီးဒီကတပတ်တိဆိုတဲ့နိဂန္ဓလာသွားတယ်တဲ့သူလာတဲ့အခါမှာအရှင်ဘုရားတို့စကားစမိများပြောမိတာတွေရှိသလားရှိတယ်တဲ့ငါတို့စကားစမိပြောခဲ့ပါတယ်တဲ့ဒါဖြင့်ဘယ်လိုပြောကြတာတုံးဆိုတော့မြတ်စွာဘုရားခုနဒီကတပတ်တိပြောတဲ့အချက်လက်တွေကိုကုန်ပြန်ပြောပြလိုက်တယ်နော်ပြန်ပြောပြလိုက်တယ်
အဲ့လိုပြန်ပြောပြလိုက်တဲ့အခါကျတော့ဥပါလိကဘာပြောလိုက်တော့ဆိုအရှင်ဘုရားတဲ့တပတ္တိဆိုတဲ့နိဂန္ဓယဟန်ပြောတာဟုတ်တယ်နိဂန္ဓယဟန်ကတော်တယ်ဗျာသူကဘုဒ္ဓရှိတယ်သူဆရာရဲ့အဆုံးအမတွေကိုသူကြာဘူးနာဝအပြည့်စုံဆရာရဲ့အယူဝါဒကိုကောင်းစွာသိတယ်နော်ဒါကြောင့်မို့လို့သူဟာတတိလိမ္မာတဲ့အတိုင်းပြောတာဖြစ်တယ်စဉ်းစားကြည့်ဗျာတဲ့မနောတန္တဆိုတာဘာပြောပါလောက်လို့တော့စိတ်ထဲမှာဖြစ်တာဘာပြောပါလောက်လို့တော့တကယ်ကိုဒီကာယတဏဆိုတာကြီးကကျန်တဏကိုချိပြီးတော့ဆိုရင်မနောတဏဆိုတာဘာပြောပါလောက်မှာတော့နဲ့ဒါကြောင့်မို့လို့တကယ်တော့ကာယတဏဟာပြည့်ချီဆုံးသာဖြစ်တဲ့နေမကောင်းမှုအဟုသို့လုပ်တဲ့နေရာမှာကိုယ်ဒီလောက်ရောက်လုပ်တဲ့အလုပ်ဟာပိုပြည့်ချီတယ်နှုတ်ကပြောတာတို့စိတ်ကချမ်းစီတာတို့ဒါဘာပြောပါလောက်မှာတော့အသေးဖွဲတွေပဲမြတ်စွာဘုရားကသူကဘုရားရှေ့မှာဒီကတပ္ပတိကိုထောက်ခံပြီးတော့အဲဒီနာလန္ဒတထေကြီးကပြောတော့မြတ်စွာဘုရားသူ့စကားလဲဆုံးရပြောတာအေးတထေကြီးအမှန်တရားပေါ်မှာယက်တိပြီးတော့မင်းဆွေးနွေးမလားတဲ့အမှန်တရားကိုယက်တိပြီးတော့ဆွေးနွေးမယ်ဆိုရင်ငါတို့ဆက်ပြီးစကားပြောမယ်နော်အမှန်တရားကိုယက်တိပြီးတော့ပြောမယ်ဆိုရင်တော့တို့အမှန်တရားကိုရှာကြမယ်ဘယ်သူပြောတာမှန်တယ်ဘယ်သူပြောတာမှားတယ်အမှန်တရားပေါ်မှာတီးပြီးတော့ဆွေးနွေးကြမလားတဲ့ဆွေးနွေးမယ်ဆိုလို့ရှိရင်ငါတို့စကားပြောဝဲဖြစ်မယ်နော်အမှန်တရားပေါ်မှာယက်တိပြီးတော့ကိုယ်စကားနွားရကိုပြောရတာမှန်တယ်ဆိုလို့ရှိရင်တော့ဆွေးနွေးစရာမလိုဘူးတဲ့နော်မြတ်စွာဘုရားချုပ်ကင်လိုက်တာအဲ့ဒီစကားလုံးလေးတွေအမတ္တမကောင်းတယ်သစေခောတွံကဟပတိသစ္စေပဋိဌာယမန္တေယတိအမှန်တရားပေါ်မှာယက်တိပြီးတော့ဆွေးနွေးမယ်ဆိုရင်တိယနောဣဋ္ဌခထသနာပေါ်ဒီအချက်နဲ့ပတ်သက်ပြီးငါတို့ဆွေးနွေးကြမယ်ပြောကြမယ်ခြေတင်ပြောကြမယ်ဆိုတော့တထေးကြီးကချက်ချင်းဝန်ခံလိုက်တယ်သစ္စေအဟံဗန္တိပဋိဌာယမန္တေတာမိကောင်းပါပြီတဲ့အမှန်တရားပေါ်မှာယက်တိပြီးဆွေးနွေးပါမယ်ဟောတုနောဣဋ္ဌခထသနာပေါ်ကဲဆွေးနွေးပွဲစားကြမယ်ဆွေးနွေးပွဲဖြစ်ပါစေနော်အဲ့ဒီမှာမြတ်စွာဘုရားနဲ့ဥပါလိတထေးတို့ဟာအဲ့ဒီချိန်မှာစတွင်ဆွေးနွေးကြတော့မှဖြစ်တယ်ပေါ့နော်အဲ့ဒါကိုနှစ်ဖန်ကျမှဆက်ပြီးတော့ဟောလို့ရမယ်အခုအချိန်စီးသွားတော့ဒီသုတ်တန်ကနည်းနည်းရှည်တယ်နော်အဲ့ကြောင့်မို့ဘုရားရဲ့အယူအဆဟောပြောချက်တွေနဲ့ထိုခေတ်ကခေတ်ပြိုင်ဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့အယူအဆဟောပြောချက်တွေဟာကွဲလွဲမှုတွေရှိတယ်ထိုကွဲလွဲမှုတွေနဲ့ပတ်သက်ပြီးတော့အကျိုးသင့်အကြောင်းသင့်မန္တရားပေါ်မှာယက်တည်ပြီးတော့ဆွေးနွေးပြီးတော့အဖြေထုတ်လို့ရှိရင်တော့ဘယ်ဟာကမှန်တယ်ဆိုတာဟာသိရှိနားလည်နိုင်တယ်ပေါ့ဒါကြောင့်တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓနဲ့နာလန္ဒတထေးကြီးဥပါလိတို့ဤတွေ့ဆုံတဲ့အချိန်မှာဘာတွေပြောဆိုကြတယ်ဆိုတာဒီသုတ်တံမှတ်တမ်းကိုဆက်လက်နာယူကြရအောင်ဒီချိန်ဟောပြီးသမျှကိုနာယူမှတ်သားပြီးတော့စိတ်ထဲမှာသိမ့်ထားဖို့ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှေ့ဆက်ချရအောင်ရှင်ဖယားဖယားတပည့်တော်တို့သည်ဓမ္မအတိညာရှားရှိမှသာလင်နိဗ္ဗာန်ချမ်းသာကိုရမောပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်းရဲခြင်းပါပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားလူတော်ကိုပေးလူကြပါကုန်၏ တ
တရားတော်မြတ်ကိုရှုသိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပ်ပြုလို့ရသောဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏အဖို့ဘကကိုအမိအဖအဖို့ဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏